ရှင်စန္ဒာဓိကစိတ်အားဖြည့်ဓမ္မရေတခွန်သူအတုံးတဲ့ရင်အတဲသုံးသူပါပဲကိုမသုံးတော့တဲ့ပစ္စည်းအောင်တစ်ခုသို့မဟုတ်ကိုယ့်အတွက်အသုံးမလိုတဲ့ပစ္စည်းတစ်ခုကိုဘယ်သူ့ကိုမှမပေးမစွန့်ပဲသိမ်းဆည်းထားရင်ကိုယ့်အတွက်အဲ့ဒီပစ္စည်းဟာအမိုက်ပါပဲငါပစ္စည်းငါဥစ္စာနဲ့စွဲနေရင်တဏှာဒိဋ္ဌိကိလေသာတွေတောင်တိုးပွားလာအောင်မှာပါအတုံးလိုတဲ့သူအတုံးတဲ့သူကိုပေးလိုက်လှူလိုက်စွန့်ချဲလိုက်မယ်ဆိုရင်တော့ကာလဒါနလို့ခေါ်တဲ့အချိန်ကိုက်အလှူဖြစ်သွားပါတယ်လိုအပ်သူကိုလိုအပ်ချိန်မှာလိုတာထက်လှူလိုက်ရတဲ့ကာလဒါနအလှူရှင်မှာလဲလိုအပ်ချက်မှန်သမျှအချိန်ကိုက်အခါကိုက်ပြည့်စုံလာနိုင်ပါတယ်လောလောဆယ်မှာသူ့အတွက်အကျိုးရှိသွားတဲ့အပြင်နောက်တစ်ချိန်မှာလဲကိုယ့်အတွက်တန်မိုးမဖြတ်နိုင်အောင်အကျိုးရှိလာနိုင်ပါတယ်အပူလောင်စာရှိရင်အပူလောင်တာမိမယ်ကိုရယူပိုင်ဆိုင်ထားတဲ့သက်ရှိတတ်မဲ့ကာမဂုဏ်အာယုန်တွေဟာကိုယ့်ကိုမိရဖူဟတ်မဲ့ဂိုင်းပင်တွေပါကိုယ်စိတ်ကအဲ့ဒီဂိုင်းပင်တွေကြားမှာပဲမွေးလျော်ပျော်ပိုက်နေတယ်ဆိုရင်ဂိုင်းပင်တွေခြောက်ထွေ့မီးလောင်တဲ့အခါကိုယ်နှလုံးသားဟာလည်းမိရဖူဟတ်ခံရမှာပါပဲတချို့ဆိုအပူဟတ်ခံရယုံနဲ့နာမကဘူးနှလုံးသားတစ်ခုလုံးလောင်ကျွမ်းချီမွပြာကျသွားတဲ့အထိခံစားရပါတယ်သူ့ပြစ်ခါတာဥပြစ်ခါမဟုတ်လူတစ်ယောက်ကိုနာချီမုန်းတီးလွန်းလို့အဲ့ဒီလူနဲ့လုံးဝမပတ်သက်တော့ဘူးလို့ဆုံးဖြတ်လိုက်တာဆုံးဖြတ်တဲ့အတိုင်းလဲအဲ့ဒီလူနဲ့ကောင်းကောင်းဆိုးဆိုးဘာမှမပတ်သက်တော့တာဟာဥပြစ်ခါမဟုတ်ပါဘူးဒေါသပါမြမလူမှုနယ်ပယ်မှာသုံးနှုံးနေကြမို့ဥပြစ်ခါလို့သုံးနှုံးခြင်းတစ်ပါးဆိုရင်လဲအဲ့ဒီဂယုမဆိုင်တဲ့ဥပြစ်ခါဟာဒေါသဥပြစ်ခါဖြစ်ပါတယ်တကယ်ချင်တာရင်နာချင်အောင်မလုပ်ပါနဲ့ဂယုဏပြမဆိုကျင့်သုံးတဲ့သူဟာကိုယ်နဲ့လဲသူတစ်ပါးဒုက္ခလွတ်အောင်ကိုညီဆောင်ရွက်ပြီးနှုတ်နဲ့လဲသူတစ်ပါးဒုက္ခလွတ်အောင်ဖြည့်ရှင်းဆောက်ရှောက်ပြီးစိတ်နဲ့လဲသူတစ်ပါးဒုက္ခလွတ်စေကြောင်းဆုတောင်းဂယုဏဖို့တာပြရပါတယ်ကာယကံဂယုဏဝစီကံဂယုဏမနောကံဂယုဏဆိုတဲ့ဂယုဏကံ၃မျိုးလုံးပြည့်စုံမှဂယုဏပြမဆိုရှင်300ရောက်ပါတယ်မရှိမဖြစ်ဥပိ္ပခာမေတ္တာပဲပွားပွားဂယုဏပဲပွားပွားမုရိတာပဲပွားပွားဥပိ္ပခာနဲ့တွဲပွားမှပြည့်စုံနိုင်ပါတယ်ဥပိ္ပခာမပါတဲ့မေတ္တာဥပိ္ပခာမပါတဲ့ဂယုဏဥပိ္ပခာမပါတဲ့မုရိတာဟာစစ်မှန်ပြေဝတဲ့စိတ်အေးချမ်းမှုကိုမပေးပဲလမ်းကြောင်းခွေးကအစွန်းရောက်သွားတတ်ပါတယ်ကံမြင်မကူရင်အမှန်ရှင်ပူလိမ့်မယ်မေတ္တာနဲ့ကူနိုင်တဲ့ကိစ္စကူပါဂယုဏနဲ့ထူနိုင်တဲ့ကိစ္စထူပါမုဒိတာနဲ့လှူနိုင်တဲ့ကိစ္စလှူပါမကူနိုင်မထူနိုင်မလှူနိုင်တဲ့ကိစ္စမျိုးတွေကူတိုင်းမဖြစ်ထူတိုင်းမဖြစ်လူတိုင်းမဖြစ်တဲ့ကိစ္စမျိုးတွေမှာတော့ကူမနေပါနဲ့ထူမနေပါနဲ့လှူမနေပါနဲ့ကိုထူလှူနေရင်ပူယုံငူယုံစူးယုံညူယုံပဲရှိပါလိမ့်မယ်သူတိုင်းနဲ့သူကံပဲလို့ကံတရားဘက်ကိုပဲမျက်နှာမူနေလိုက်ပါတော့ပါရမီဖြည့်မှမြင့်မြတ်မယ်မြင့်မြတ်တဲ့ဘဝကိုတည်ဆောက်လိုသူတိုင်းပါရမီကိုမဖြစ်မနေဖြည့်ခြင်းရပါတယ်ဘာလို့လဲဆိုတော့ပါရမီဆိုတာမြင့်မြတ်သူဖြစ်ကြောင်းအလုံးဖြစ်နေလို့ပါပဲလူတစ်ယောက်ကိုမြင့်မြတ်သူအဖြစ်ပို့ဆောင်ပေးနိုင်တဲ့အလုပ်ကိုပါရမီလို့ခေါ်ပါတယ်ပါရမီအလုပ်ကိုလုံးမှလူတစ်ယောက်ဟာမြင့်မြတ်သူဖြစ်လာနိုင်ပါတယ်အချစ်စိတ်ရရင်အနှစ်သိမ့်မခိုင်တော့ပါကောင်းတဲ့အလုပ်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရင်ကိုကောင်းသလောက်ကိုမြင့်မြတ်သလောက်ချစ်သူခင်သူတွေကြည်ညိုလေးစားသူတွေဝိုင်းဝိုင်းလည်နေတတ်ပါတယ်ကိုကိုချစ်သူတွေအပေါ်ကိုကပြန်ချစ်ပြီး
တန်ရောစင်နှောင်ချိုးရှစ်ဘက်တိုနေမယ်သူတို့ရဲ့အပူတွေကိုမျှဝေခံစားနေမယ်ဆိုရင်ကိုလုံနေတဲ့အလုပ်ကောင်းတွေအလုပ်မြတ်တွေဟာလမ်းဆုံးပန်းနိုင်ကိုမရအောင်ဖေးနှောင့်နှေးကြံ့ကြာသွားနိုင်ပါတယ်အလုပ်အပေါ်ထားရှိတဲ့ကိုယ့်ရဲ့စိတ်ဟာလည်းတန်တန်ဆန်းဆန်းကြည်ကြည်လင်လင်မဖြစ်နိုင်တော့ပါဘူးအချစ်အမုန်းအရှုပ်ဖဲလေးအနှစ်တဆုံးအလုပ်ထဲလေးချစ်စိတ်ဝင်ရင်လည်းအလုပ်ပြက်မုန်းစိတ်ဝင်ရင်လည်းအလုပ်ပြက်တဲ့အတွက်အလုပ်ပြီးလို့သူတိုင်းအလုပ်ပြက်ခြင်းကိုဖြစ်စေတဲ့ချစ်စိတ်မုန်းစိတ်တွေကိုဥပက္ခပြုလစ်လျူရှုနိုင်ဖို့အင်မတန်အရေးကြီးပါတယ်ကိုလုံနေတဲ့အလုပ်ကောင်းအလုပ်မြတ်တွေအထွတ်အထိပ်ရောက်ပြီးမြောက်အောင်မြင်ရေးမှာမရှိမဖြစ်လိုအပ်တဲ့ချစ်စိတ်မုန်းစိတ်နှမျိုးလုံးကိုစွန့်ပယ်ရှောင်ကွန်းနိုင်တဲ့အတ္တိအခန့်သဘောကိုဥပက္ခပါရမီလို့ခေါ်ပါတယ်ရှင်သန္တာရိကစိတ်အားဖြင့်ဓမ္မရေတခွန်